ပြီးခဲ့တဲ့ဘိုင်းမှာတော့ဂျီအဖွဲ့ချုပ်ကနေဆာကာမိုတိုကိုရန်1ဘီလီယံ1ထုတ်ထားပါတယ်ရှင်းကရှောင်းတဲ့အလုံး2နိုင်နောက်ကျတဲ့အတွက်အပြစ်တင်နေခဲ့ပါတယ်တထေးသမီးလေးကတော့စက်ပြရည်တွေကိုရေခဲတက်ရဲ့ထဲထားပြမှာသေးရဲ့နောက်ပြီးပစ္စည်းတွေကိုတနေရာထဲမှာအကုန်ပြုတ်သိမ့်ထည့်နေပါတော့တယ်ရှင်းလုံးဝသီးမခံနိုင်တော့တဲ့အတွက်အလောက်ထုတ်ပြပြကိုဆာကာမိုတိုကိုပြောနေပါတော့တယ်ဆာကာမိုတိုကအရှောင်းတဲ့အလုံးနောက်ကျရင်တောင်းမှန်ဖို့ပြောပြီးရှင်းကိုတမျက်စီးသွားလဲဖို့နဲ့ရှောင်းတဲ့ကိုဝတ်သားပုတ်စီသွားလို့ဖို့ပြောလိုက်ပါတယ်စကားရမ်းနေတဲ့ဆာကာမိုတိုတရားပေါပေါဖောက်နေအောင်ပြောနေတဲ့အတွက်နှစ်ယောက်စလုံးဆာကာမိုတိုကိုအသေးသားကြည့်နေပါတော့တယ်အဲ့ဒီချိန်မှာပဲဆိုင်ထဲကိုဆာကာမိုတိုနောက်တစ်ယောက်ဝင်လာပြီးထိုင်နေကြထိုင်ကုန်မှာဝင်ထိုင်လိုက်ကတင်းစာဖတ်လိုက်ပါတော့တယ်ဆာကာမိုတိုနဲ့ရောက်ပညာစမ်းကြပါတော့တယ်တကယ်တော့ပထမဆာကာမိုတိုကနာဂူမူဆိုတဲ့သူဖြစ်ပါတယ်နာဂူမူကတလန်းကျော်ကစတိုးဆိုင်မှာအလုံးလုံးနေတဲ့ဆာကာမိုတိုရဲ့မိတ်ဆွေဖြစ်ပြီးသူ့ကိုယ်သူအသက်18ပဲရှိသေးရဲ့ဆိုပြီးလင်ပြီးမိတ်ဆက်လိုက်တဲ့အခါမှာတော့ရှင်းတဲ့ရှောင်းတန်းကမှတ်တော့သားတော့ဆုံးမပေးလိုက်ပါတယ်တကယ်တမ်းမှာတော့နာဂူမူကအသက်29နှစ်ရှိပြီဖြစ်တဲ့ကြီးစားဖြစ်ကြောင်းဆာကာမိုတိုကပြောပြလိုက်ပါတယ်နာဂူမူကဆာကာမိုတိုစူချင်းငွေထုတ်ကန်ရတာဖြစ်ကြောင်းလာပြောပြပါတယ်အဲ့ဒီအချိန်မှာပဲဆိုင်ထဲကိုပီဇာလာပို့တဲ့ဒလီသမားဝင်လာပါတယ်ဒလီသမားကကြီးစားဆိုတာကိုရှင်းသိလိုက်ပါတယ်ဒလီသမားကဆာကာမိုတိုကိုနာဂူမူနဲ့အကြက်ကင်နေပြီမဲ့ဆာကာမိုတိုကတော့ပီဇာအစားမပြတ်ခဲ့ပါဘူးမျက်စိတမိတ်တွင်မှာပဲနာဂူမူကဒလီသမားကိုအမောက်သိမ့်လိုက်ပါတယ်ဆာကာမိုတိုကသူတည်သွားရင်ဘယ်သူအကျိုးမြတ်ရမှာလဲလို့နာဂူမိုကိုမေးလိုက်တဲ့အခါမှာတော့သူတို့ကဒီတိုင်းခိုင်းလို့သာလုပ်ပေးရတာဖြစ်ကြောင်းပြောပြီးဆာကာမိုတိုကိုနှုတ်ဆက်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဆာကာမိုတိုကိုပီဇာဘူးနဲ့ထည့်ပေးလိုက်တဲ့လူ့ဝက်ကင်မရာကနေကြည့်နေကြပါတယ်လူငယ်ချားတဲ့လေးတွေကတော့ခက်ဝဝဆာကာမိုတိုကိုအထင်သေးနေကြပေမဲ့အဖွဲ့ကောင်းဆောင်ကတော့ဆာကာမိုတိုအော်ဒါအဖွဲ့ဝင်ဟောင်းဖြစ်ပြီးအသက်မသေးခြင်းဂီယူဆိုင်ကြဖို့မှားနေတော့မှာပဲဆာကာမိုတိုကမင်းတို့9000ဆက်လိုက်နေမယ်ဆိုရင်ငဲဆိုတာကဘာလဲသိအောင်ပြပေးမယ်ဆိုပြီးကင်မရာကိုတနက်နဲ့ပြစ်လိုက်ပါတယ်ဆာကာမိုတိုတယောက်မနေ့ပြန်သူသမီးလေးဟန်နာကိုကစားကွင်းလိုက်ပို့ရမှာဖြစ်တဲ့အတွက်ကစားကွင်းနဲ့ဓာတ်မတည့်တဲ့ဆာကာမိုတိုတယောက်ဇောချွေပြန်နေခဲ့ပါပြီပြည်နယ်များစီးပြီးရဲ့အခါမှာတော့ဆာကာမိုတိုနဲ့ရှောင်းတဲ့တယောက်တော်တော်ဘွားပြက်နေပါပြီဆာကာမိုတိုရဲ့သမီးလေးနဲ့ဇနီးဖြစ်သူကတော့အခုလိုရှောက်မလဲရတာကြာပြီဖြစ်တဲ့အတွက်အရန်ပျော်နေကြပါတယ်ဆရာတပည့်နှစ်ယောက်ကတော့စူချင်းငွေကိစ္စကြောင့်စိတ်ညစ်နေကြပါတယ်ရှင်းနဲ့ရှောင်းတဲ့ရဲ့ဒီနေ့တာဝန်ကတော့ဆာကာမိုတိုမိသားစုနဲ့အကောင်းကောင်းအချိန်ပေးနိုင်မှုအတွက်ပတ်ဝန်းကျင်မှာရန်သူရှိမရှိအမြဲစောင့်ကြည့်ပေးနေရမှာဖြစ်ပါတယ်ရှင်းကရှောင်းတန်းကိုသူ့ရဲ့စိတ်ဖက်နိုင်တဲ့စွမ်းအားကြောင့်ရှင်းပြနေတော့မှာပဲရန်သူတယောက်ကိုအာယုံခံလိုက်မိရဲ့အတွက်ဆာကာမိုတိုကိုတည်ပို့လိုက်ပါတယ်ရှောင်းတန်းကဟန်နာလေးနဲ့သူမအမေကိုအာယုံလွှဲပေးနေတော့မှာပဲဆာကာမိုတိုကရန်သူကိုလှည့်တော်မကြည့်ပဲတိတ်ပေးလိုက်ပါတယ်စပင်ခဲအောင်နဲ့ကြီးစားတယောက်ကကစားကွင်းတင်နေရကနေဆာကာမိုတိုရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေပြီးတယောက်ချင်းစီရဲ့ကိုယ်ရေးအချက်လက်ကိုဖတ်နေခဲ့ပါတယ်နောက်ပြီးရှင်းရဲ့စိတ်ဖက်နိုင်တဲ့စွမ်းအားကိုကောင်တာနိုင်မဲ့နီလန့်ကိုစဉ်းစားနေခဲ့ပါတယ်ရိုလာကိုစတာစီးဖို့လုပ်နေကြတဲ့အခါမှာတော့စပင်ခဲရောက်တဲ့လူကမတင်ကားစရာကောင်းကြောင်းရှောင်းတန်းကရှင်းကိုပြောပြလိုက်တဲ့အခါမှာတော့ရိတ်မိသွားပြီးဆာကာမိုတိုကိုတည်ပို့လိုက်ပါတယ်ရန်သူကပစ္စတိုနဲ့ပစ်လိုက်တဲ့အခါမှာတော့ဆာကာမိုတိုကကြီးကမျက်မှန်နဲ့အထာချကာလိုက်ပါတယ်ရှင်းကရန်သူကိုခေါ်ထိုးသွားတဲ့အချိန်မှာတော့နှစ်ယောက်စလုံးရိုလာကိုစတာလမ်းပေါ်ရောက်သွားကြပါတယ်ရှင်းတဲ့ရောက်ရန်သူရဲ့စိတ်ကိုဖတ်လို့မရခဲ့ပါဘူးရန်သူကအစိတ်သုံးတိုက်ခတ်သူပြီးပြည့်ရလဲများသလိုအချိန်ကောင်းကိုစောင့်နေခဲ့ပါတယ်ရှင်းနောက်ကရောက်လာတဲ့ရိုလာကိုစတာကိုရှောက်လိုက်တဲ့အချိန်မှာတော့ရန်သူကကူးနိုင်တဲ့ချောင်းနဲ့လှမ်းပစ်လိုက်ပါတော့တယ်ရှင်းတဲ့ချောင်းကိုပဲရှောင်နိုင်လိုက်တဲ့အတွက်အစိတ်မိသွားပြီးမျက်လုံးတွေကကျွန်တော်တို့မြန်မာနိုင်ငံလူငယ်တွေရဲ့အနာဂတ်လိုပဲဝေဝါးနေပါပြီရှင်းမမြင်မစမ်းနဲ့တိုက်ခတ်နေရတဲ့အတွက်အရေးနှိမ့်နေခဲ့ပါတယ်ရှင်းကစားကွင်းတွေကလူတွေရဲ့စိတ်ကိုအာရုံခံလိုက်ပြီးဆာကာမိုတိုနဲ့ဟန်နာလေးရဲ့အတွေးတွေကိုကြားလိုက်တဲ့အခါမှာတော့ပြားစက်ရုံပေါ်တခါတည်းခုန်ချလိုက်ပါတယ်ရှင်းကတော့လူတွေအများကြီးရှိတဲ့အတွက်ရှုကားဆိုရဲ့ရုံတဲကိုဝင်နေလိုက်ပါတယ်ပွဲကြည့်သူတွေအားလုံးကတော့သူတို့တိုက်ခိုက်နေတာကိုတရုပ်ပြနေတယ်လို့ပဲထင်နေကြတာပါဒီတစ်ခါမှာတော့ရှင်းအသာစီပြန်ရနေပါပြီတကယ်တမ်းမှာတော့ရှင်းကရန်သူကိုမျက်လုံးတောင်ဖွင့်မကြည့်ပဲဆာကာမိုတိုစိတ်ထဲကပြောသမျှအပြည့်အဝယုံကြည်ပြီးတိုက်ခိုက်နေခဲ့တာပါနောက်ဆုံးမှာတော့ပွဲသိမ်းကန်ချက်နဲ့ရှင်းရန်သူကိုအမောက်သိမ့်လိုက်ပါတော့တယ်ဒါကတော့ဆာကာမိုတိုအပိုင်း3ဖြစ်ပြီးအပိုင်း4ကိုတော့နောက်ရက်မှာတင်ပေးသွားပါမယ်